ရောက်ခမဖြစ်သူနဲ့ပြန်ဆင်ပြေသွားပြီဖြစ်တဲ့ပိုင်းတော်တို့မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအားလုံးအားကြရတဲ့အခြေရင်းမျိုးကိုပိုင်ဆိုင်ထားတဲ့ပိုင်းတော်ကတော့ပြီးခဲ့တဲ့အချိန်မှအတွင်းမှာမိန်းမဖြစ်သူနဲ့အမေဖြစ်သူကြားမှာအတော်လေးကြားညက်ခဲ့ရတာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ကတော့ပိုင်းတော်ဟာအတော်လေးတိတက်လွန်တဲ့သားငယ်တစ်ယောက်ဖြစ်ပြီးမြဲလေမိခင်ဖြစ်သူကအတော်လေးလောဘကြီးရဲဆိုပြီးတော့ဒါဝိုင်းမြင့်ခဲ့ကြတာပါဒီအဖြစ်အပျက်တွေအားလုံးပြီးသွားတဲ့အချိန်မှာတော့ပိုင်းတော်ကိုယ်တိုင်ကမိဘတွေနဲ့ခွဲနေဖို့ဆုံးဖြတ်ခဲ့ပြီးခြေစနီးနဲ့လင်းမြဖူးနေတာအတူတူတအိုးတအိမ်ထောင်ပြီးနေခဲ့တာဖြစ်ပါတယ်အခုချိန်မှာတော့ပိုင်းတော်တယောက်သူ့ရဲ့ခြေစနီးလေးနဲ့မိခင်ဖြစ်သူကြားဆက်ဆံရေးကောင်းမွန်စေဖို့အတွက်သူကိုယ်တိုင်ချင်းမအထိဖေရဖို့အတွက်လိုက်ပို့ပေးခဲ့ပြီးမိခင်ဖြစ်သူနဲ့ခြေစနီးကြားတွေကပြန်ဆင်ပြေနေကြပြီဖြစ်ကြောင်းကိုလည်းပရိသတ်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့ပိုင်းတော်ဟာမိခင်ရဲ့အတန်းကိုအတော်လေးခံထားရသူဖြစ်ပြီးမြဲလေအခုလိုမျိုးမိဘအပေါ်မှာရောဇနီးတဲ့အပေါ်မှာရောဒါဝင်ကြီးလုံးနဲ့သူကိုအတော်လေးချီးကျူးနေခဲ့ကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်းပိုင်းတော်ရဲ့မိသားစုလေးပြန်လဲသိမ့်မြတ်သွားတဲ့အပေါ်ဘယ်လိုမျိုးမြင်မိကြလဲဆိုတာကောမန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်